Hello, Sophia TV ကနေပြန်နေချစ်ဆိုပါရယ်။ Sophia အားလုံးကိုချစ်စရာကဘာလေးတစ်ခုခေါ်သွားပြီးမှမို့လို့အဆုံးထိလိုက်ကြည့်ပေးဦးနော်။ Sophia အခုရောက်နေရကအပြုံးနေမျိုးမှာရှိတဲ့ Rose Garden မှာရောက်နေရပဲဖြစ်ပါတယ်။ Oh အလားတရားတွေပဲတီးတက်ဖန်တီးထားတဲ့နှစ်ဖြစ်လို့ရောက်သွားတယ်လို့ခံစားရပါတယ်။ဒီနေရာမှာကအရန်လာတဲ့နှင်းစီပန်းအမျိုးအစားစုံလင်စာကိုတွေ့ရပြီးတော့တခြားသောပန်းတွေလည်းအများကြီးရှိတာကိုတွေ့ရပါတယ်။သူကလေဒီပန်းတွေရမ်းကြိုက်ရတော့ဘယ်လိုလဲသိလား။ဒီပန်းလေးတွေနဲ့အမှတ်တရကြတော့ယောက်ျားနဲ့မင်္ဂလာဆောင်လုံးဝဒါဒီပန်းကန်လို့အားလုံးရဲ့အကြိုက်တပ်ပုံရိုက်ဆရာနေရာလေးလည်းအများကြီးဖန်တီးထားပါတယ်။အခုလိုအရန်လာတဲ့ပန်းကဘာလေးရဲ့အလှကိုခန်းစားဖို့ဆိုရင်ဝင်ကြီးအနေနဲ့မြန်မာငွေ3000ကျပ်ပဲလိုပါတယ်နော်။ဆိုဖီယာအားလုံးကိုအရန်ချစ်တယ်။ဆိုဖီယာတို့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။